မင်္ဂလာပါတာဝါရင်ဘောရတဲ့မရှင်ရကြောင်းပြောပြမယ်ဟဲ့ငါတို့ဖြစ်လို့လားဒီတိုင်းပေါ်ဖြစ်ပါတယ်ဒါဆိုငါလည်းတက်ကြမယ်လေဒီတော့ငါကြောက်တယ်ဟဲ့ဟိုလာနေရောက်တော့အောက်ကိုလည်းနေကြည့်အောင်လေမလေးငါကြောက်နေပြီရောက်သွားဆက်ကလေးနဲ့ငါလည်းပြောင်းနေတယ်ဆင်းရမယ်လေအဲ့နော်မလေးဟဲ့မရဘူး是个就这俺们当然他那心里也这样说的呀这他妈你看你အဲ့ဆိုနေရဆင်းပါလေငါဆင်းပြီအဲ့လိုတော့ကြတော့မှာအေးဟဲ့ဇာနေဟုတ်ပါလေငါတို့ပြန်အောက်မှာကြံခဲ့တာဆိုတော့ဘယ်လိုလုပ်မှာလဲအဲ့တော့ဟုတ်တယ်နော်ဒါပေမဲ့သူနေမနေစင်းမလားငါစင်းလာမယ်နင်ပြောတာကြောက်တယ်ဆိုကြောက်တော့ကြောက်တယ်ငါဒါပေမဲ့အခုမစောတော့အခုမကြောက်တော့ဘူးအဲ့ဒါစင်းမယ်ငါစင်းပြီအဲ့ကိုချွာနေโอเคအဲ့ကိုချွာနေဟာဒီအဲ့ကကြာတော့ပြီတွားပြန်တက်ရအောင်你们现在那个这里，你们现在怎么？哎，怎么这样呢？你们在哪走？要是你哪些米呢？是。ကဲတော့သူတငယ်ချင်းကအပေါ်ကနေအဲ့ကိုပြုတ်ကြပြီးတော့ခေါင်းခွဲပြီးတိတ်သွားတာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းသူတငယ်ချင်းကသူတငယ်ငါမှရှိနေတယ်သူကမှအမြင်ရှိနေပြီသားဘယ်ပေးကြပြီအဲ့ဆိုငါလွတ်ပြီနော်ဒါပေမဲ့သူကဂျုံကိုအထနိုင်ရပါတယ်ဒါပေမဲ့လေဂျုံကပြုတ်